ဒီကြောင့်ကလူမိုက်မလေးမှာထူးဆန်းတဲ့အကျင့်တစ်ခုရှိပါတယ်။သူကလူတွေကိုဆိုရင်ခေါင်းကိုလက်နဲ့တွန်းထိုးရတာကိုသဘောကျတာပါ။တစ်ခါတည်းမကဘူးနှစ်ခါတောင်လှုပ်တတ်ပါတယ်။ဒီနေ့မှာတော့အဲ့ဒီလူမိုက်မလေးကသူ့နောက်လိုက်တွေနဲ့အတူရောက်လာပြီးထိုင်ကုန်ကိုကန်ထုတ်ဆက်ပွဲတွေကိုဖယ်ခိုင်းလိုက်ပါတယ်။ပြီးတော့ကြောင်းပြောင်းလာခါစားကြောင်းသူတလေးဆန်ကိုဝိုင်းထားလိုက်ကြတာပါ။ဆန်ကတော့သူတို့ဘယ်သူတွေလဲဆိုတာအခုထိမသိသေးပါဘူး။လူမိုက်မလေးကဆန်ရဲ့အင်ဂျီကိုဆွဲကင်ပြီးနင်ကလူတစ်ပေါ်ဒီနေ့ကစပြီးတနင်္လာနေ့တိုင်းကာကွယ်ခပေးရမယ်လို့ပြောပါတယ်။ဆန်ကတော့သူ့ကိုဂယုမဆိုင်ဖဲနေနေတာပါ။အဲ့ဒီမှာတင်လူမိုက်မလေးကဒေါသထွက်သွားပြီးနင်ကငါ့ကိုပြန်မဖြေရဘူးလားအသက်မရှင်ကျင်တော့ဘူးလားဆိုပြီးရန်လောက်တာပါ။လူမိုက်မလေးကဆန်ရဲ့ခေါင်းကိုလက်နဲ့စောက်တွန်းပြီးသူ့ပါးစပ်ထဲကပီကင်နဲ့ထွေးထုတ်လိုက်ပါတယ်။မွန်းတဲ့ကြရင်အားကစားကွင်းကိုလာခဲ့နှစ်ပါးကိုအချက်ပေါင်းများစွာရိုက်ပစ်မယ်ရောက်မလာရင်တော့နင်သေးပြီးတာမတ်လို့ချင်းချောက်ပြီးခေါင်းကိုနောက်တစ်ခါထပ်တွန်းသွားပါတယ်။ဘေးကကျောင်းသားတွေကလည်းဘာတွေဖြစ်လာမလဲဆိုတာကိုရင်ခုန်ပြီးစောင့်ကြည့်နေကြတာပါ။ဒါပေမဲ့လူမိုက်မလေးမသိတာကသူဟာမကစားတဲ့သူနဲ့တွားကစားမိနေတာပဲဖြစ်ပါတယ်။ဒီမိန်းကလေးကတာမန်မဟုတ်ဘူးဆိုတာသူမရိပ်မိပါဘူး။လူမိုက်မလေးကဆန်ရဲ့ပေါက်ကိုရိုက်ပြီးထွက်သွားဖို့လုပ်တော့မှဆန်ကရက်လိုက်ဖို့အော်ပြောလိုက်လို့လူမိုက်မလေးနဲ့သူ့လူတွေပြန်လှည့်ကြည့်လာပါတယ်။သူတို့ကဆန်ကိုအထင်သေးတဲ့အကြည့်နဲ့ကြည့်ကြတာပါ။ဒါပေမဲ့ဆန်ကတကယ်တော့အတော်လေးတမာတဲ့သူဖြစ်နေပါတယ်။ဆန်ကအားကစားကွင်းကဘယ်မှာလဲအခုပဲအပြက်ရှင်းလိုက်ရအောင်လို့ပြောလိုက်ပါတယ်။မိနစ်20အကြာမှာတော့လူမိုက်မလေးနဲ့သူ့နောက်လိုက်3ယောက်ဟာမြေကြီးပေါ်မှာဘေးချင်းရှင်ပြီးဒူးထောက်နေရတာပါ။လက်နှစ်ဖက်လုံးကိုလည်းအပေါ်ကိုမြှောက်ထားခိုင်းပြီးသူတို့မျက်နှာတွေမှာလည်းဒဏ်ရာတွေနဲ့ညှို့မဲနေပါတယ်။ဆန်ကလူမိုက်မလေးကိုတင်ကန်းစာပေးလိုက်ပြီးနောက်ဆိုလိမ္မာအောင်နေမဟုတ်ရင်နောက်တစ်ခါဒီထက်မကခံရမယ်လို့ဆုံးမလိုက်ပါတယ်။လူမိုက်မလေးကမကျေနပ်ပေမဲ့ကြောက်ရတာကြောင့်ဆန်ခိုင်းတဲ့အတိုင်းလုပ်နေရတာပါ။ဆန်ထွက်သွားတဲ့အခါမှာတော့ဘေးကလူတွေအားလုံးအံ့အားမြင်သက်ကြံရခဲ့တာပါ။အဲ့ဒီအချိန်ကစပြီးဆန်ဟာကျောင်းမှာနာမည်ကြီးသွားပါတယ်။ကာယအချိန်မတိုင်ခင်မှာလူမိုက်မလေးကဆန်ကိုထပ်ပြီးရန်စဖို့ကြိုးစားပြန်ပါတယ်။နင်ငါကိုနောက်တစ်ခါပြန်ချရဲလားလို့မေးတဲ့အခါဆန်ကရေးလိုက်ပြီးနင်လိုအရှုံးသမားကဘာလို့ဒီလောက်အောက်ခြေလွတ်နေရတာလဲလို့ပြန်ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲကျောင်းမှာတိုက်ခိုက်ရေးဘရင်လို့နာမည်ကြီးတဲ့လူကောင်ကြီးဘိုက်ပူပူတယောက်ရောက်လာပါတယ်။သူကတိုင်းပညာသင်ထားတာနှစ်အတော်ကြာပြီဖြစ်ပြီးတခါမှမရှုံးဘူးလို့ဆိုပါတယ်။သူကငါမိမကိုနင်ကရန်စီရဲတဲ့ပေါ်ကျောင်းဆင်းရင်စောင့်နေလို့ဆန်ကိုချင်းချောက်ပါတယ်။ဆန်ကတော့ဘာမှဂရုမစိုက်ပါဘူး။ကျောင်းဆင်းတော့အဲ့ဒီလူကဆန်ရဲ့လမ်းကိုပိတ်ပြီးတင်ကန်းစာပေးဖို့လုပ်ပါတယ်။သူ့နောက်မှာလူမိုက်မလေးကလည်းယုံကြည်မှုတွေအပြည့်နဲ့ရှိနေတာပါ။ဆန်ကတော့အလုပ်ကိစ္စတွေရှိနေတာကြောင့်အချိန်မဖြုံးချင်ပေမဲ့အဲ့ဒီလူကလွတ်မပေးပါဘူး။နင်ကငါမိမလှုပ်ချင်တာလားလို့တောင်မေးလိုက်တာပါ။ဆန်ကတော့တကယ်ကိုဒေါသထွက်သွားပြီးနေယူနေတာလားလို့ပြောကအဲ့ဒီလူရဲ့အရေးကြီးတဲ့နေရာကိုဆွဲညစ်လိုက်လို့သူနာကျင်ပြီးအော်ဟစ်သွားရပါတယ်။ဆန်ကသူ့ကိုကောင်းကောင်းနှိမ်နှင်းလိုက်တဲ့အတွက်အဲ့ဒီလူဟာပြန်မတိုက်နိုင်တော့ပဲသူ့လူတွေကိုကူညီဖို့လမ်းခေါ်ရပါတယ်။ဆန်ကတယောက်ချင်းစီကိုတိုင်းကွက်တွေနဲ့လှပစွာနှိမ်နှင်းလိုက်ပြီးနောက်ဆုံးမှာတော့အားလုံးကိုအလဲထိုးလိုက်ပါတယ်။လူမိုက်မလေးနဲ့သူ့လူတွေလည်းချက်ချင်းတူးထောက်ပြီးအရှုံးပေးလိုက်ကြရတာပါတကယ်တော့ဆန်ကဘယ်သူလဲဆိုရင်သူကအထက်တန်းကျောင်းသူအယောင်ဆောင်ထားတဲ့ရဲအရာရှိတစ်ယောက်ဖြစ်ပါတယ်လင်ဒါဝိုင်းနက်ဆိုတဲ့မိန်းကလေးနာကိုကတ်နိုင်ဖို့အတွက်ကျောင်းသူအဖြစ်အသွင်ယူထားတာပါလင်ဒါရဲ့အဖေကဒေတာခန်လူမိုက်ကိုင်းရဲ့ဒုတိယခေါင်းဆောင်ဖြစ်ပြီးအရင်ကရဲနဲ့ပူးပေါင်းမှုသဘောတူခဲ့ပူပါတယ်ဒါပေမဲ့သတင်းတွေပေါက်ကြားသွားလို့သူဟာခိုင်းရဲ့လက်စားချေတာကိုခံခဲ့ရပြီးရဲတွေကိုယုံကြည်မှုလုံးဝမရှိတော့တာပါဒါကြောင့်ရဲဌာနကလင်ဒါကတဆင့်စူးစမ်းဖို့ဆန်ကိုလွှတ်လိုက်တာပါဆန်ကကျောင်းမှာလင်ဒါနဲ့ဆန်ကကျောင်းကိုရောက်တဲ့အခါလင်ဒါနဲ့စကားပြောဖို့တငယ်ချင်းဖြစ်ဖို့စူးစမ်းပေမဲ့လင်ဒါကစိတ်မဝင်စားတဲ့အပြင်ထားခဲ့ပြီးထွက်သွားပါတယ်ဆန်တယောက်စိတ်ပြက်နေတော့မှပဲပက်ထရစ်ဆိုတဲ့ကျောင်းသားလေးရောက်လာပါတယ်အသက်30ရှိပြီဖြစ်တဲ့ဆန်ဟာပက်ထရစ်ရဲ့ချုံမောတဲ့မျက်နှာကိုကြည့်ပြီးရင်ခုန်သွားရပါတယ်ဆန်ဟာလင်ဒါနာကိုခဏခဏချင်းကပ်ပေမဲ့လင်ဒါကအမြဲတမ်းညှင်းပယ်နေတာပါဒါပေမဲ့ကျောင်းကလူမိုက်တွေလင်ဒါကိုလာနောက်ဆက်တိုင်းဆန်ကအမြဲတမ်းကာကွယ်ပေးပါတယ်ဆန်သတိထားမိတာတစ်ခုကပက်ထရစ်ဟာလည်းလင်ဒါနာကိုတမင်ရွယ်ချက်ရှိချင်းကပ်နေတာပါပဲဒီနေ့မှာတော့လင်ဒါဟာမျိုးသမီးအိမ်သားထဲမှာမိနစ်20လောက်တကားပိတ်ပြီးတယောက်တည်းရှိနေပါတယ်တကယ်တော့ကျောင်းသူအယောင်ဆောင်ထားတဲ့ရဲမေဆန်ဟာလင်ဒါနဲ့သူ့ဖေတို့အိမ်သားထဲမှာတွေ့ဆုံနေမှန်းသိသွားပါတယ်ဆန်ဟာအထဲကိုအတင်းဝင်သွားပြီးလူမိမှာဆိုတာကြောင့်လင်ဒါကိုရုတ်တရက်နမ်းလိုက်ပါတယ်ဒါဟာသူတို့နှစ်ယောက်လုံးအတွက်ပထမဆုံးအနမ်းပါပဲဆန်ဟာသတင်းပေါက်ကနေလင်ဒါအဖေကိုမြင်လိုက်ရတာကြောင့်ရဲဌာနကိုချက်ချင်းအကြောင်းကြားပြီးသူ့နောက်ကိုကိုယ်တိုင်လိုက်ပါတော့တယ်ဒါပေမဲ့သူ့ကိုမမီလိုက်ပါဘူး
ဆန်ရဲ့လုပ်ဖို့ကင်ဘက်တွေကအကြံတစ်ခုထုတ်ကြပါတယ်သူတို့ကလူမိုက်တွေအယောင်ဆောင်ပြီးလင်ဒါကိုလာနောက်ရှက်မဲ့အဲ့ဒီအချိန်မှာဆန်ကသူ့ရဲ့ကောင်းလုပ်ပြီးကဲတင်ရင်လင်ဒါရဲ့ယုံကြည်မှုကိုယူမယ်ဆိုတဲ့အစီအစဉ်ပါဆန်ကအစီအစဉ်အတိုင်းလုပ်နေတော့မှလူမိုက်ပြင်ကြီးကလမ်းပိတ်တာကြောင့်သူ့ကိုကန်ကြောက်ပြီးနှိမ်နှင်းလိုက်ရပါတယ်ဆန်လင်ဒါစီကိုရောက်သွားတဲ့အချိန်မှာတော့ပက်ထရစ်ကလင်ဒါကိုအရင်ဆုံးကဲတင်သွားခဲ့ပါပြီဒါကြောင့်အစီအစဉ်ဟာအလားအဖြစ်သွားရတယ်အဲ့ဒီညမှာဆန်ဟာပက်ထရစ်ရဲ့လှုပ်ရှားမှုတွေကိုပဲတွေးနေမိပြီးအိမ်မက်ထဲမှာတော့ပက်ထရစ်ကသူ့ကိုနမ်းတယ်လို့မြင်မှတ်ပါတယ်ကျောင်းသူဘဝဟာတကယ်ကိုမလွယ်ကူလာပါဘူးဆီယာမကအတန်းထဲမှာဆန်ကိုမေးခွန်းထုတ်ပါတယ်ဆန်ရဲ့ကိုရေးရဆိုဝင်ထဲမှာအရင်ကျောင်းကအဆင့်တက်ရခဲ့တယ်လို့ပါနေတာကြောင့်ဆီယာမကပု္ပ္ပစာတွေကိုလာတွက်ခိုင်းတာပါတကယ်တော့ဆန်ဟာစာမအတော်လေးညံ့တာကြောင့်ဘာမှမတွက်တတ်ပါဘူးကံကောင်းလို့အတန်းဆင်းသွားလို့သာလွတ်သွားတာပါဒါပေမဲ့စာမွေးပွဲကလည်းနီးလာပြီဖြစ်လို့ဆန်ဟာစာမွေးပွဲမှာခိုးချဖို့ပြင်ဆင်ပါတယ်စာမွေးပွဲကန်းထဲမှာဆန်တယောက်စိုးရင်တကြီးထိုင်နေပါတယ်သူ့ရဲ့အထက်လူကြီးကတော့ရဲသားတွေကိုအပြင်မှာစုယုံစေပြီးဆန်နဲ့အတူတင်းချပု္ပ္ပစာတွေကိုဝိုင်းတွက်ခိုင်းတာပါခက်ခဲတဲ့ပု္ပ္ပစာတွေကြောင့်ရဲသားတွေလည်းချွေးပြန်နေကြပါတယ်သူတို့ကနှစ်ချက်ကတဆင့်ဆန်ကိုအဖြေတွေပြောပြနေတော့မှပဲဆီယာမကဆန်ခိုးချနေတာကိုမိသွားပြီးရုံးခန်းထဲကိုနေရက်ဆွဲခေါ်သွားပါတယ်ဆန်ရဲ့မိဘတွေကိုခေါ်လာဖို့ပြောတဲ့အခါဆန်ရဲ့ဦးလေးဟာချက်ချင်းဆိုသလိုရောက်လာပါတယ်သူကလည်းရဲရရှိတယောက်ဖြစ်တာကြောင့်သူတို့ဟာမတက်တာတဲ့အစုံသူတို့ရဲ့အစစ်မှန်ရဲရရှိအထောက်အထားတွေကိုပြလိုက်ရပါတယ်ဆီယာမကသူတို့ကိုတောင်းပန်လိုက်ပါတယ်ဆန်ရဲ့မစ်ရှင်ကအစင်မပြေဖြစ်နေတာကြောင့်ရဲဌာနကဆန်ရဲ့တိုင်ဘက် James ကိုဂီတဆရာအဖြစ်အသွင်ယူပြီးဆေးလွတ်လိုက်ပါတယ်James က Patrick ကိုဂီတခန်းထဲခေါ်ပြီးစကားပြောပေမဲ့ Patrick ကအဖြေတွေအစင်သင့်ပြင်ထားတာကြောင့်ဘာသတင်းချက်လက်မှမရလိုက်ပါဘူး။ဒီနေ့မှာဆန်ရဲ့ဦးလေးကဆန်ကိုထောက်ပံ့ကြေးပေးနေတာကိုကျောင်းသားတစ်ယောက်ကမြင်သွားပြီးဆန်မှာ Sugar Daddy ရှိနေတယ်ဆိုတဲ့ကောလာဟာလာတွေကျောင်းထဲမှာပြန့်သွားပါတယ်။ကျောင်းသားအားလုံးကဆန်ကိုရှောင်ဖယ်သွားကြပေမဲ့လင်ဒါကတော့ဆန်နာကိုရောက်လာပြီးတငယ်ချင်းအဖြစ်လက်ခံလိုက်ပါတယ်။ညနေခင်းမှာလင်ဒါကသူ့အဖေဟာမနက်ဖြန်မှာနိုင်ငံခြားကိုထွက်ခွာတော့မှဖြစ်ပြီးသူ့ကိုပါခေါ်သွားတော့မယ့်အကြောင်းဆန်ကိုပြောပြပါတယ်။ဆန်ကလင်ဒါကိုနှစ်သိပ်ပေးရင်တစ်ဖက်မှာလည်းအရေးကြီးတဲ့သတင်းကိုသူ့ဦးလေးစီပေးပို့လိုက်ပါတယ်။ရဲတပ်ဖွဲ့ကလေးစိတ်ပတ်လဲမှာချက်ချင်းဝိုင်းလိုက်ကြပါတယ်။လင်ဒါအဖေရောက်လာတဲ့အချိန်မှာရဲတွေကဖမ်းဖို့ပြင်ပေမဲ့လူမိုက်ကိုင်းကအရင်ဦးအောင်ရောက်လာပြီးသူ့ကိုလိုက်ဖမ်းကြပါတယ်။ရဲတွေနဲ့လူမိုက်တွေဟာလင်ဒါအဖေနောက်ကိုတပြိုင်တည်းလိုက်ကြရာကနေမြေအောက်ကားပါကင်တဲ့အထိရောက်သွားပါတယ်။အဲ့ဒီအချိန်မှာပဲအမည်မသိလူတစ်ယောက်ကဆိုင်ကယ်နဲ့ရောက်လာပြီးလူအုပ်ကြားထဲမှာမိခိုးပုံးတွေခွဲကရှုပ်ထွေးအောင်လုပ်လိုက်ပါတယ်။လင်ဒါအဖေဟာအဲ့ဒီရှုပ်ထွေးမှုကိုအခွင့်ကောင်းယူပြီးထွက်ပြေးသွားပါတော့တယ်။ဆန်ကတကယ်ကိုပန်းနဲ့တဲ့မိန်းကလေးပါ။မြေပြင်မှာကြံခဲ့တဲ့နာရီဟာပက်ထရစ်ရဲ့နာရီနဲ့တပုံစံနဲ့ဖြစ်နေတာကိုသူသတိထားမိသွားပါတယ်။ဒါကြောင့်ဆန်ကပက်ထရစ်ကိုသူ့နာရီဘယ်ရောက်သွားလဲလို့တွားမေးတော့ပက်ထရစ်ကရေချိုးတုံးချွတ်ထားခဲ့တာပါလို့ပြန်ဖြေပါတယ်။ဆန်ကတော့ဆိုင်ကယ်စီးလာတဲ့သူဟာပက်ထရစ်ဖြစ်နိုင်တယ်လို့တန်တရားဝင်သွားတာပါ။အဲ့ဒီနောက်ဆန်ကလင်ဒါကိုသူဟာရဲရရှိတူဖြစ်ကြောင်းဝန်ခံလိုက်ပြီးလင်ဒါကိုစေးရုံသူခေါ်သွားပါတယ်။ရဲတပ်ဖွဲ့တစ်ခုလုံးကလည်းလင်ဒါကို24နာရီပတ်လုံးစောင့်ရှောက်ဖို့တာဝန်ယူထားကြပါတယ်။အဲ့ဒီအချိန်မှာပဲလူတစ်ယောက်ကစေးရုံထဲကိုဝင်လာပြီးရှေ့ကရဲတွေကိုနှိမ်နှင်းကကလားကကိုဖွင့်ကြည့်လိုက်တဲ့အခါလင်ဒါအစားဆန်ရဲ့ဦးလေးကလူနာကုတင်ပုံမှာအစားထိုးအိတ်နေတာကိုတွေ့လိုက်ရပါတယ်။လင်ဒါကိုတော့တခြားနေရာကိုပြောင်းရွှေ့ထားပြီးသားဖြစ်နေတာပါ။ဒါပေမဲ့ဆန်ရဲ့ဦးလေးဟာအဲ့ဒီလူတွေရဲ့ဓာတ်နဲ့ထိုးတာကိုခံရပြီးအခင်းဖြစ်ပွားရမှာတင်ကွယ်လွန်သွားပါတယ်။တစ်ချိန်တည်းမှာပဲဆန်နဲ့သူ့ရဲ့လုပ်ဖို့ကင်ဘက်တွေဟာလင်ဒါကိုဘေးကင်းရနေရာကိုပို့ဆောင်နေကြပေမဲ့အဲ့ဒီလုပ်ဖို့ကင်ဘက်ကတစ္ဆာဖောက်သွားပါတယ်။သူကငါ့ဇနီးရဲ့စေးရုံစည်းတွေပေးဖို့လိုအပ်လို့ပါဆိုပြီးဆန်ကိုတောင်းပန်ပါတယ်။ရုတ်တရက်ဆိုသလိုသူတို့ရဲ့ကားကိုလူမိုက်တွေကဝိုင်းလိုက်ကြပြီးလင်ဒါကိုဖမ်းခေါ်သွားသလိုဆန်ကိုလည်းတတိလစ်အောင်လုပ်သွားပါတယ်။လင်ဒါကိုဂိုင်းကဖမ်းထားတယ်ဆိုတာကိုသိသွားတဲ့အခါလင်ဒါအဖေဟာဂိုင်းကောင်းဆောင်ရှိမှကိုယ်တိုင်ကိုကြပေါ်လာပါတော့တယ်။ဂိုင်းကောင်းဆောင်ကသူတို့နှစ်ယောက်ကြားမှာလက်ဝဲကျူဝိုင်းထဲမှာရှင်ပြိုင်တိုက်ခိုက်ပြီးအနိုင်ရတဲ့သူကဂိုင်းကောင်းဆောင်အစ်စ်ဖြစ်စေရမယ်လို့ကန့်လန့်လိုက်ပါတယ်။လူနှစ်ယောက်ဟာတမိဖြစ်သူအတွက်အသက်နဲ့ရင်းပြီးကျူဝိုင်းထဲမှာတိုက်ခိုက်ကြပါတယ်။လင်ဒါအဖေကဂိုင်းကောင်းဆောင်ကိုမြေပြင်ပေါ်ပစ်ချပြီးဝမ်ဘိုက်ကိုအပြင်းထန်ကန်ကြောက်လိုက်ပါတယ်။သူရှုံးတော့မယ်ဆိုတာကိုသိသွားတဲ့ဂိုင်းကောင်းဆောင်ကမတမာတဲ့နီကိုတုံးပြီးလင်ဒါအဖေရဲ့ပေါင်ထဲကိုထုံဆေးတွေထိုးသွင်းလိုက်ပါတယ်။လင်ဒါအဖေဟာချက်ချင်းဆိုသလိုအားအင်တွေကုန်ခန်းသွားပြီးဂိုင်းကောင်းဆောင်ကအသာစီးရသွားပါတယ်။သူကလင်ဒါအဖေရဲ့ခါကိုဓာတ်နဲ့ထိုးလိုက်တဲ့အခါကျိုးဝိုင်းဘေးကလင်ဒါဟာသူ့အဖေကိုကြည့်ပြီးအသေးအတန်ကိုကျွေးနေပါတယ်။အဲ့ဒီအချိန်မှာပဲဆန်နဲ့ပက်ထရစ်တို့ဟာအခင်းဖြစ်ပွားရာနေရာကိုရောက်လာကြပါတယ်။သူတို့နှစ်ယောက်ဟာအခန်းထဲမှာရှိတဲ့လူယောက်100ကျော်ကိုကြောက်ရွံ့ခြင်းမရှိဘဲရင်ဆိုင်ကြပါတယ်။ဆန်ကလေထဲကိုခုန်တက်ပြီးနောက်ပြန်လှည့်ကန်ချက်တွေနဲ့တိုက်ခိုက်တယ်လို့ပက်ထရစ်ကလည်းဆန်အတွက်လမ်းပွင့်သွားအောင်ရဲရဲဝံ့ဝံ့တိုက်ခိုက်ပေးပါတယ်။သူတို့နှစ်ယောက်ဟာကျိုးဝိုင်းရှိထိရောက်အောင်တိုက်ခိုက်သွားကြပါတယ်။ဂိုင်းသားတစ်ယောက်ကလင်ဒါကိုမြေပြင်ပေါ်တွန်းချလိုက်တာကိုမြင်လိုက်တဲ့အခါဆန်ဟာဆက်ပြီးတီးမခံနိုင်တော့ပဲလေထဲကိုခုန်တက်ကထိုးသူကိုကန်ချလိုက်ပါတယ်။ပက်ထရစ်ကဆန်ကိုခေါင်းကောင်းဆောင်နောက်ကိုလိုက်ဖို့ပြောလိုက်ပြီးကြံတဲ့လူတွေကိုသူကပဲအပြက်ရှင်းဖို့တာဝန်ယူလိုက်ပါတယ်။ဂိုင်းကောင်းဆောင်ကတော့ပတ်စံအိတ်ကြီးကိုယူပြီးထွက်ပြေးဖို့ကြိုးစားနေပါတယ်။ဆန်ဟာကားရဲ့ခေါင်းပိုင်းစီကိုပြေးတက်လိုက်ပြီးရှေ့ကနေပိတ်ဆို့လိုက်တာကြောင့်ကားမောင်းသူဟာမြင်ကွင်းကွယ်သွားပြီးအမိုက်ပုံထဲကိုဝင်တိုက်မိသွားပါတယ်။ဆန်ကတကားကိုဖွင့်ပြီးဂိုင်းကောင်းဆောင်ကိုလက်ထိတ်ခတ်လိုက်ပေမဲ့ရုတ်တရက်ဆိုသလိုသူ့ကောင်းကိုတနက်နဲ့လာချိန်တာကိုခံလိုက်ရပါတယ်။
ဆန်လက်ကြည့်လိုက်တဲ့အခါအံ့ဩစရာကောင်းစွာနဲ့ရဲတပ်ဖွဲ့တွေကဂိုင်းကောင်းဆောင်ရဲ့သူရှုဖြစ်သူဂျိမ်းကိုတွေ့လိုက်ရပါတယ်။ဂျိမ်းဟာဆန်ရဲ့ဦးလေးကိုတတ်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။အဖြစ်မှန်ကိုတီးလိုက်ရတဲ့ဆန်ဟာဒေါသအလွန်ထွက်သွားပြီးဂျိမ်းကိုမြေပြင်ပေါ်ကန်ချကသူ့ပေါ်ကနေခွတ်ထိုင်ပြီးအဆက်မပြတ်ထိုးချိတ်ပါတော့တဲ့ဆန်ရဲ့စိတ်ထဲမှာဒေါသတွေကပဲလွှမ်းမိုးနေပါတယ်။နောက်ဆုံးမှာတော့ရဲတပ်ဖွဲ့တွေရောက်လာပြီးဂိုင်းတစ်ခုလုံးကိုနှိမ်နှင်းကလင်တာနဲ့သူ့ဖေကိုကယ်တင်နိုင်ခဲ့ပါတယ်။ဂျိမ်းနဲ့တစ္ဆာဖောက်သွားတဲ့လုပ်ဖို့ဂိုင်းဖက်တို့ဟာလည်းအဖမ်းခံလိုက်ရပါတယ်။ဆန်ဟာသူ့ရဲ့အတန်းဖော်တွေကိုနှုတ်ဆက်လိုက်ပြီးအဆုံးသတ်မှာတော့သူနဲ့ပက်ထရစ်တို့ဟာချစ်သူတွေဖြစ်သွားကြပါတယ်။ဒါဟာရှီဇွန်တူရီဆိုတဲ့ရုပ်ရှင်လေးရဲ့ဇာတ်သိမ်းပိုင်းပဲဖြစ်ပါတယ်။ဒီဇလန်လေးနဲ့ပတ်သက်ပြီးမေးစရာရှိတာကတော့တယောက်ယောက်ကတင့်ရဲ့ခေါင်းကိုလာပြီးတွန်းထိုးမယ်ဆိုရင်တင်ပါလို့မလဲ။